ကိုဘလောက် hair treatment နေ shampoo တွေဘလောက်သုံးကိုယ့်ရဲ့ဥယျာဉ်ပြားကလက်မခံဘူးပိတ်နေဆိုလို့ရှိရင်သုံးရင်အလက်ကားပဲလေနော်အဲ့တော့ clarifying function ဆိုလဲ function လဲရမယ်ပြီးတော့ရင်သပင်ကျွတ်လဲတက်တာမယ်သပင်လဲပြန်ရှည်ထဲမှာပါတယ်ဆိုတော့ Hello အားလုံးပဲမင်္ဂလာပါရှင်တို့ဒီနေ့မှာရွှေကူသုံးသမျှ hair wine အကြောင်းလေး hair product တွေတော်တော်များများရွှေပြောပြရပါတော့ဒီနေ့မှာဆိုလို့ရှိရင်ရွှေကူတွေမရှိမဖြစ်ဒီ shampoo တစ်မျိုးကိုရွှေကူပြောပြခြင်းနဲ့အဲ့ဒါတော့ OGH ကထုတ်တဲ့ rosemary clarifying shampoo ပေါ့နော်ရွှေကူဒီ shampoo ကိုတစ်ပတ်ကို2ကြိမ်သုံးတယ်ပေါ့နော်ဒါပေမဲ့တစ်ပတ်2ကြိမ်မှာခေါင်းလျှော်ရဆိုလို့ရှိရင်ဒီဟာကိုပထမဆုံးအနေနဲ့ clean up လုပ်ချင်တဲ့အနေနဲ့လျှော်တာပေါ့နော်ပြီးတော့မှဒီ hydration ပါတဲ့ shampoo ကိုတွဲသုံးတယ်အဲ့ဒါရွှေကူအမြဲတမ်းသုံးတဲ့ process ပေါ့နော်ဘာဖြစ်လို့ဒါကိုသုံးလဲဆိုလို့ရှိရင်ရွှေကူရဲ့ခေါင်းမှာရွှေကူ styling product တွေသုံးမယ်ရွှေကူ dry shampoo တွေသုံးတယ်အဲ့ခါကျလို့ရှိရင်ဆန်သားထဲမှာအဲ့လိုပိတ်မိနေတဲ့အညစ်အကြေးရှိရဲဒါပေမဲ့အဲ့ဒါကရိုးရိုးသုံးတဲ့ shampoo နဲ့ဆိုလို့ရှိရင်သူကမပြတ်ဘယ်လိုပြောမလဲမဖယ်ရှားနိုင်ဘူးပေါ့နော်အလုံးနဲ့မလုံးနိုင်ဘူးအဲ့ဒီခါကျတော့ဒီလိုမျိုး clarify ဖြစ်တဲ့ shampoo မျိုးနဲ့တွဲသုံးရတယ်အဲ့ကြတော့မှကိုယ့်ရဲ့ဒီ scalp ဥယျာဉ်ပြားထဲမှာရှိရဲ့အစီခဲတွေ signing tools တွေသုံးတယ် signing cream တွေသုံးတဲ့ဟာတွေကဖယ်ရှားနိုင်တယ်ပြီးတော့လို့ရှိရင်ဒီလိုမျိုးဆန်သားမှာ flat ဖြစ်သွားတဲ့ဟာမျိုးတွေလိုမျိုးပေါ့နော်ဒီလိုဆန်သားပြားနေတဲ့ဟာမျိုးတွေပြန်ပြီးတော့ volume ပြန်တင်တာပေါ့နော်အဲ့လိုမျိုးအနေထားပြန်ရအောင်သုံးတယ် detox လုပ်တာပေါ့အဓိကတော့ရွှေဘူးတို့နောက်ပြီးတော့လို့ရှိရင်လိုမျိုး hair treatment တွေမသုံးရင်အနေမှာဒီ shampoo ကိုသုံးလိုက်မယ်ဆိုလို့ရှိရင်ပြောရရင်သူက clean base အနေနဲ့သွားတာပေါ့နော်ဘယ်လိုပြောမလဲ face မှာဆိုရင်အဲ့လို toner လိုမျိုးပေါ့ toner လိုပုံစံမျိုးဖြစ်သွားပေါ့အဲ့လိုမျိုးပြီးရင်ဦးခေါင်းကို detox လုပ်ပေးတဲ့ပုံစံနဲ့သွားရပေါ့နော်အဲ့တော့ရွှေဘူးကတော့ clarifying shampoo ကတော့လူတိုင်းကိုသုံးစေခြင်းနဲ့ကိုဘလောက် hair treatment နေ shampoo တွေဘလောက်သုံးကိုယ့်ရဲ့ဥယျာဉ်ပြားကလက်မခံဘူးပိတ်နေဆိုလို့ရှိရင်သုံးရင်အလက်ကားပဲလေနော်အဲ့တော့ဒီလိုမျိုးdetox လုပ်တဲ့ shampoo ကတော့သုံးသင့်တယ်နောက်ပြီး chlorine ထိရဲ့သူတွေပေါ့အဓိကရေကူးတဲ့သူတွေဆိုလို့ရှိရင် chlorine ထိရင်ဆန်သားကအရန်ဘယ်လိုပြောမလဲဟိုကြမ်းကြီးဖြစ်သွားတယ်ပြီးဆန်သားအယောင်မှာပြောင်းသွားပြီပေါ့နော်ကိုကအမဲဆိုလို့ရှိရင်တခြားအယောင်မှာအဲ့လိုမျိုးကျွတ်သွားသလိုမျိုးအယောင်ပြောင်းတာပေါ့အဲ့တော့ဒီလိုမျိုး chlorine ကို remove လုပ်ချင်တဲ့သူတွေဆိုလို့ရှိရင်လည်း clarifying shampoo ကတစ်ထပ်က3ကိုသုံးပေးရမယ်ပြီးရင်အဲ့ clarifying shampoo တွေအများကြီးရှိတဲ့တဲမှာရှင်ဘာလို့ဒါကိုသုံးလဲဆိုလို့ရှိရင် rosemary ကကြောက်တော့minoxidil လို့ပဲဒီ hair growth ဖြစ်တဲ့ process ကိုလုပ်ပြီးရပြီးသပင်ကျွတ်ကလည်းတက်တာပြီးရဆိုတော့အဲ့တော့ clarifying function ဆိုလဲfunction လဲရမယ်ပြီးတော့ရင်သပင်ကျွတ်လဲတက်တာမယ်သပင်လဲပြန်ရှည်ထဲမှာပါတယ်ဆိုတော့ဒီလိုမျိုးfunction တွေအများကြီးပါတဲ့အတွက်ကြောင့်ရွှေဘူးကဒီ OGH ဒီ shampoo ကိုသုံးနေတာတောက်လျှောက်ကိုသုံးတယ်ပေါ့နော်ရွှေဘူးသမီးလေးဆိုလည်းသုံးပေးရသူတို့ကရေကူးရတဲ့သူတွေဖြစ်တဲ့သူတို့ဆန်တာဘလို့ shampoo ပဲသုံးတိတ်အဆင်မပြေဘူးအဲ့တော့ပထမဆုံး step အနေနဲ့ဆိုရွှေဘူးဒါနဲ့အရင်လျှော်ပေးရပြီးတော့မှတခြား hydration ဖြစ်မဲ့ shampoo တွေ treatment တွေဆက်ပြီးသုံးပေးရပေါ့နော်အဲ့တော့ရွှေဘူးရဲ့သုံးသမျှတွေကတစ်ခုတည်းကိုရွှေဘူးက sharing လုပ်ပေးရဖြစ်ပါတယ်